နိုင်ငံကျော်အစိုးရအာဇာနည်နဲ့ဇနီးဖြစ်သူဝမ်တို့ဟာသားသမီးများနဲ့အတူပြည်တွင်းအခြေအနေများကြောင့်အမေရိကန်မှာတွားရောက်နေထိုင်ကြသူတွေပါအစိုးရအာဇာနည်ဟာမြန်မာနိုင်ငံမှာတချင်းဆိုရင်ရက်တည်နိုင်ပေမဲ့နိုင်ငံခြားရောက်တဲ့အခါကြုံရအလုပ်လုပ်ပြီးမိသားစုကိုမျက်နှာမငယ်အောင်ရှာဖွေကျွေးမွေးနေတဲ့အမျိုးသားကောင်းအစိုးရတယောက်ဖြစ်ပါတယ်အစိုးရအောင်ထက်အနေနဲ့အာဇာနည်ရဲ့တခြင်းတွေကိုခွင့်ပြုချက်မရှိဆိုညစ်အပြင်မူရင်းအဆိုရှင်နာမည်ကိုမပြောရဲအောင်ကြောက်နေခဲ့လို့အာဇာနည်ရဲ့ဇနီးကဒေါသဖြစ်နေခဲ့ရပါမူရင်းအဆိုတော်နာမည်ပြောရမှာကြောက်နေရင်သူတခြင်းတွေမဆိုပါနဲ့အချို့တခြင်းတွေကအာဇာနည်နဲ့အတူသူမလည်းမူပိုင်ခွင့်ပိုင်ဆိုင်သလိုအာဇာနည်ကသာဖြုံးပြီးငိမ်နေပေမဲ့ကျမကတော့ငိမ်နေမှာမဟုတ်ပါဘူးဟုဆိုကလေးစားမှုမရှိတဲ့အဆိုတော်အောင်ထက်ကိုသူမရဲ့ social media ပေါ်မှာရေးသားခဲ့ပါတယ်အောင်ထက်အနေနဲ့ကျွန်တော်ကရိုးသားပြီးဂါရဝတရားထားပါတယ်ဆိုကသူနဲ့မဆိုင်ကြောင်းရှင်းလင်းထားတဲ့ဗီဒီယိုအရှိပြန်တင်ပြီးခြေပက်ခဲ့ပါတယ်အောင်ခက်ရဲ့ပရိသတ်တွေကတော့အာဇာနည်ရဲ့ဇနီးဟာအပိုလုတ်တယ်ပြောကြပြီးအာဇာနည်လည်းအခြားအဆိုတော်တချင်းဆိုတာပဲလို့ဆိုကပြန်လဲတိုက်ခိုက်ခဲ့ကြပါတယ်။အာဇာနည်ရဲ့ဇနီးဖြစ်သူဝမ်းရဲ့မချစ်အောင်မှာတော့အာဇာနည်ပရိသတ်အချို့ကလည်းဝန်းရံကြသလိုစီနီယာကိုလေးစားမှုမရှိတဲ့အပြင်ဘဝကိုအေးချမ်းစွာနေတဲ့အဆိုတော်အပေါ်ကိုလေးစားမှုမရှိတာလို့အောင်ထက်ကိုဝေဖန်နေကြပါတယ်။အဆိုတော်အာဇာနည်အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်နိုင်ငံဟျူစတန်ပြည်နယ်မှာတချင်းဆိုပွဲအသေးစားပြုလုပ်ခဲ့ပြီး USC ရဲ့ချန်ပီယံဂျိုရှာဗန်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။အာဇာနည်ဟာတချင်းမဆိုရတာကြာနေတော့ဝမ်းနဲ့ဝမ်းသာဖြစ်ခဲ့ရတယ်လို့ဂီတကိုယူသွက်တဲ့သူတူဖြစ်တာကြောင့်ရှိုးပွဲကျင်းပပေးသူတွေကိုကျေးဇူးတင်ခဲ့ပါတယ်။သူ့ရဲ့အမေရိကန်ရောက်ပရိသတ်တွေနဲ့ဆုံတွေ့ခဲ့ရတယ်လို့အားရင်အသက်တွေရလာပါတယ်လို့လည်းအာဇာနည်ကသူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ပေါ်မှာရေးသားဖော်ပြခဲ့ပါတယ်။